အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမာဇူလိုအကြောင်းလေးကိုအရင်ရှင်းပြမယ်ပေါ့နော်အဲ့ဒါပြီးသွားရင်သူ့နဲ့သက်ဆိုင်တဲ့မေကွန်းလေးတစ်ပုဒ်ကိုကျွန်တော်နဲ့တူတူဖြည့်ကြည့်မယ်နော်မနေ့ကကျွန်တော်တင်ပေးထားတဲ့စကားလုံးတွေကိုကြက်ထားတယ်ဆိုရင်တော့ဒီမှာပါတဲ့စကားလုံးတွေကိုသိမယ်လို့ထင်ပါတယ်မာဇူလိုကအဆင့်5ဆင့်ရှိတယ်ပေါ့နော်သူကအဆင့်5ဆင့်မှာအောက်ကနေတဖြည်းဖြည်းကျွန်တော်တို့ကအပေါ်တက်မယ်လို့မှတ်ထားပေးပါလူလေလို့ဖြစ်လာပြီဆိုရင်အောက်ဆုံးဆင့်ဖြစ်တဲ့ခဲအောင်လေးနဲ့ပြထားတဲ့ဆဲလီတေကီယော့ကျူပေါ့နော်အခြေခံအသက်ရှင်လိုအပ်ချက်ပေါ့နော်လူတယောက်ဖြစ်လာပြီဆိုရင်ပထမဆုံးမရှိမဖြစ်ပေါ့နော်အစာရေအိပ်ဆက်ခြင်းအသက်ရှူခြင်းပေါ့နော်အဲ့ဒီအဆင့်တွေဒါမရှိဘူးဆိုရင်ကျွန်တော်တို့ကတခြားဘယ်ရောင်မှစိတ်ဝင်စားနိုင်ပေါ့နော်ပထမဆုံးချက်ကကျွန်တော်တို့မရှိမဖြစ်လိုအပ်တဲ့ဆဲလီတေကီယော့ကျူကိုပြည့်မီရမှာပဲဖြစ်ပါတယ်စားဖို့တောက်ဖို့ရှိသွားပြီဆိုရင်ကျွန်တော်တို့လုံခြုံမှုဆိုတဲ့ဥမာအပြာလေးနဲ့ပြထားတဲ့အိမ်ပေါ့နော်ကျွန်တော်အိမ်လိုအပ်တယ်အန်ဆန်းတို့အန်တဲနော်ယော့ကျူအန်ရမရှိချင်တာတည်ငြိမ်ချင်တာဥမာဆိုအလုတ်ကင်တည်ငြိမ်ချင်တဲ့ကျမ်းမာရေးနေရာလုံခြုံမှုပေါ့နော်အဲ့လိုမျိုးလိုချင်တယ်အဲ့ဆိုအောက်ဆုံးအချက်ကလေးပြည့်သွားပြီဆိုရင်နောက်တစ်ခုအနေနဲ့အန်ဆန်းနော်ယော့ကျူလေးကိုလိုချင်လာပါတယ်အောက်ကအချက်နှစ်ချက်ပြည့်သွားပြီဆိုရင်နောက်တစ်နံပါတ်3ဖြစ်တဲ့အိုက်ဂျောတို့ရှော့ဆိုကူနော်ယော့ကျူလူတွေနဲ့ဆက်ဆံရေးလိုအပ်လာတာပေါ့နော်မိသားစုတငယ်ချင်းချစ်သူကိုတယောက်တည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်ကလေးကိုလိုချင်လာတယ်ပေါ့နော်အောက်ကအချက်3ချက်ပြည့်သွားပြီဆိုရင်နောက်နံပါတ်4ချက်ဖြစ်တဲ့ရှော့နင်းယော့ကျူပေါ့နော်အတိမတ်ပြုခံချင်တာကိုယ်တန်ဖိုးထားစေချင်တာဥပမာကိုကအောင်မြင်မှုတွေလိုချင်တယ်လေးစားခံမှုတွေလိုချင်တယ်ကိုကိုယုံကြည်မှုတွေလိုချင်တယ်ပေါ့နော်အဲ့ဒီအဆင့်၄ဆင့်ကိုဒီဘက်မှာခဲစုပိုးယော့ကျူလို့ခေါ်ပါတယ်ခဲစုပိုးယော့ကျူကမလုံလောက်မှုကြောင့်ဖြစ်တာပေါ့နော်ဥပမာတစ်ခုမရှိသေးလို့မပြည့်သေးလို့ဆိုတဲ့ခံစားချက်ကြောင့်အဲ့ဒီဟာကိုဖြည့်ချင်လာတဲ့ပုံစံမျိုးပေါ့နော်ဒီဟာဥမာဆိုရင်ဗိုက်စာနေရဆိုရင်စားချင်လာတယ်တယောက်တည်းနေရတာဆိုရင်မိတ်ဆွေလိုချင်လာတယ်အလုံးမှာတန်ဖိုးထားမခံရဘူးဆိုရင်တန်ဖိုးထားခံချင်လာတယ်ပေါ့နော်ဒီလိုလိုအပ်ချက်တွေမပြည့်ဘူးဆိုရင်စိတ်ဖိစီးမှုတွေဖြစ်တတ်တယ်မတည်ငြိမ်မှုတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီ၄ချက်မပြည့်ဘူးဆိုရင်အပေါ်ဆုံးကဆဲချောယော့ကျူတိုးတက်မှုလိုချင်တဲ့ကြီးကိုကြီးစုခံယော့ကျူကိုမပြည့်မီနိုင်ဘူးပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ကသိထားပြီဆိုရင်ကျွန်တော်နောက်မှထည့်ပေးထားမယ်မေကွန်းလေးကိုဖြည့်နိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကမာဇူလွန်ရဲ့ယော့ကျူကိုဒီကြပြလေးနဲ့မှတ်မယ်နော်မာဇူဆဲတဲ့ရာဆွီအိုက်ဆွီယာကြီးစွန်ကြီးကိုမာဇူဆိုတာမာဇူလွန်ရဲ့နာမည်ကိုပြောတာဆဲဆိုတာကဆဲလီတေကီယော့ကျူကိုပြောတာရာဆွီဆိုတာကအန်ဆန်းတို့အန်တဲနော်ယော့ကျူကိုပြောတာအိုက်ဆူကကြတော့အိုက်ဂျောတို့ရှော့ဆိုကူနော်ယော့ကျူကိုပြောတာဂျီစွန်ကကြတော့ဂျီစွန်တို့စွန်ခဲနော်ရှော့နင်းနော်ယော့ကျူကိုပြောတာနော်ပြီးရင်ဂျီခိုကကြတော့ဂျီခိုဂျီဆိုခန်းကိုပြောတာနော်အဲ့ဆိုဒါလေးနဲ့အလွဲမှတ်ထားပါဒီစာမိုးပွဲမှာမာဇူလွန်ရဲ့မေကွန်းတွေကအများကြီးပါပါတယ်ရှေ့ဟာလေးတွေကျွန်တော်တို့အတော်တင်နားလည်သွားပြီဆိုရင်ဒီမေကွန်းလေးကိုဖြည့်ကြည့်မယ်ပေါ့နော်ဒီမေကွန်းလေးကတော့36ချိန်မြောက်မှာမေးထားတဲ့မေကွန်းလေးပါစကီနိုအကြည့်မာဇူလွန်နော်ယော့ကျူခိုင်ဆိုဆဲဆိုတဲ့ဆဲချောယော့ကျူနိဂိုက်တိုဆူရူမိုနိုတိုတဲ့တာလာရှိမိုနိုအိုဟီတိုဆူအဒမ်ဘီနာဆိုင်တဲ့သူကဘာယော့ကျူလဲဆဲချောယော့ကျူလေဆဲချောယော့ကျူဆိုရင်ကျွန်တော်တို့ခုနကြည့်ထားတယ်အောက်ကယော့ကျူအောက်က၄ခုကခဲစုဘိုယော့ကျူလို့ပြောတယ်အပေါ်ကဆဲချောယော့ကျူကျတော့ဂျီခိုဂျီဆိုကန်လို့ပြောရလေကိုတိုးတက်ချင်တာလို့ပြောတယ်နော်အဲ့ဆိုတော့အဖြေလေးကဘာလေးဖြစ်မလဲနံပါတ်3နော်ဆဲချောယော့ကျူကဂျီခိုဂျီဆိုကန်မသိရင်ရှေ့ရဟာလေးကိုပြန်ကြည့်ကြည့်ပါနော်အောက်ကနံပါတ်1ကရှော်နင်းယော့ကျူကပါလေအတိမဖြူကန်ချင်တာနော်အဲ့ဒါကြတော့၄ခုမြောက်ပါနော်ပြီးနှစ်အန်ဆန်ယော့ကျူကကြတော့ကိုကဒီအန်ဆန်ယော့ကျူကကြတော့ဒုတိယမြောက်နော်သူကပါလေလုံခြုံမှုနေဖို့အိမ်နေလိုချင်တာနော်အဲ့ဆိုနံပါတ်3ကအဖြေမှန်နော်နံပါတ်4ဆဲလီတက်ခီယော့ကျူကကြတော့အခြေခံလိုအပ်ချက်ကျွန်တော်တို့မှာစားဖို့အိပ်ဖို့အသက်ရှူဖို့လိုအပ်ချက်ဖြစ်တယ်နံပါတ်4ကနော်နံပါတ်4အဲ့ဒါလေခဲစုဖို့ယော့ကျူနော်ရှော့ဆိုကူအိုက်ဂျောယော့ကျူအဲ့ဒီဟာကျတော့နံပါတ်3ချက်နော်ကျွန်တော်တို့ကအဲ့ဒီအောက်က2ချက်ပြည့်သွားပြီဆိုရင်လူတွေရဲ့အချစ်ကိုခံကျင်တယ်လေးစားမှုကိုခံကျင်တယ်အဲ့ဒါဆိုရင်နားလည်သွားမယ်နော်ဒီ1 2 4 5ကကြတော့ခဲစုဖို့ယော့ကျူနော်ဂျီကိုဂျီစုခံကြတော့ဆဲချောယော့ကျူမို့လို့အဖြေမှန်ကနံပါတ်3ပါကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရှင်းပြတာလေးတွေကိုနားလည်တယ်ဆိုရင်နားလည်တယ်လို့ကွန်မန့်လေးမှာမှန်ခဲ့ပြီးလို့ရမလားကျွန်တော်ပြင်စရာလေးတွေရှိရင်ပြင်ချင်လို့ပါကျွန်တော်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အမျိုးတို့လည်း2020စာမှုပွဲမှာတခါတည်းနဲ့အောင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်မတာနေဘိုင်ဘိုင်